လုံးရနေတဲ့ဟာတွေလည်းလုံးရမယ်ဆိုတာလည်းသိလာတယ်။စိတ်ထဲမှာပလန်မြန်နဲ့ဆွဲရမယ်ဆိုတာသိလာတယ်။မင်္ဂလာပါကျွန်မနာမည်လည်းဖြူဖြစ်ပါမယ်။ မင်္ဂလာပါဖြူလေး။ဟုတ်ပါဘူးလေ။ အားရတဲ့ဒီကြောင်း ဘယ်လိုလဲကြောင်းလာလဲ။ 2019ကဆရာနဲ့ PNG online တက်တယ်။အဲ့ဒါဒီစီးရုံတက်တော့အဲ့လိုပဲ ဒီတကယ်ကောင်းတယ်။ဒီ2020လေးက online ဟုတ်။2019မှာ2020လေး။ Okay ။အဲ့တော့မတော်တဲ့အခုမှရောက်ရတဲ့ကြောင်းညာ။ လုံနာကိုထက်ကြီးသွားလို့ပြီ။ Okay ။အခုရောက်ရှိဆရာနဲ့တော့ပြီးသွားပြီချင်း။သူကအများနဲ့ကြံ့ကြံ့ပြီးရဲ့ဒီသူ့အများနဲ့တိုင်ပြီးတော့သွားဟိုင်းတဲ့နေရာကိုမသွားဘူး။လင်းများများလုံးအမြဲတမ်းချိန်ဆွဲတယ်ငါပြောတဲ့အတိုင်းလုပ်ဘူးမတက်လို့တပြောနေမတက်ဘူးအမြဲတမ်းအဲ့ဒါပဲပြောနေတဲ့အချိန်ကျတော့ဒီတနေ့ကျတော့သူကအဲ့လိုပြောတော့ပြီးတော့မန်လေးကိုလည်းပြောင်းလာပြီးမြင်ချင်တာလည်းမှာ2024မှာစောင်းခွင့်တဲ့ချိန်ကျတော့အမျိုးသားအဲ့လိုတက်ဆိုတော့ဒီတက်မယ်ဆိုမှရန်ကုန်မှာနောက်ကျတော့တင်တန်းတက်တာပဲဘုမစောင်းနေတော့ဆိုမှမလေးမှာဖွင့်တော့မလေးမှာတယောက်ရင်တက်လာပြီးရန်ကုန်မှာတက်မယ်ဆိုရန်ကုန်မှာလည်းသူလည်းတက်ချင်ဒါလို့မရဘူးဒီကအဲ့တော့ခုတက်တယ်လို့ပြောနေတာ။ဘာလို့ဒီတိုင်း။ မလုံးရနေတဲ့ဟာတွေလည်းလုံးရမယ်ဆိုတာလည်းသိလာတယ်ပြီးတော့အဲ့ဒါကြောင့်ဒီမှာပလန်မြန်နဲ့ဆွဲရမယ်ဆိုတာသိလာတယ်ပြီးတော့ပြန်သွားတာနဲ့ဝန်ထမ်းတွေကိုကိုယ်တိုင် report တွေကိုဘယ်လိုတင်ဖို့ပြီးတော့အချိန်ကြားတွေဘယ်လိုလုပ်ရမယ်ဆိုတာလည်းစာမှာလုပ် ဒီပေါ်တော့ဒီမှာပြရမယ်